ဟုတ်ကဲ့ဆရာမင်္ဂလာပါဆရာဟိုနေ့ကတင်ထားတဲ့ပူလေးရပါနော်စိတ်ဝင်စားဖို့ကောင်းတယ်ဆရာအဲ့ဒါကျွန်တော်လည်းလိုက်ပြီးတော့စဉ်းစားလို့မရဘူးဆရာအနေနဲ့အားလေးကိုတေချာနားလဲအောင်လို့ရှင်းပြပေးလို့ရတာဆရာညီလေးကိုတေချာရှင်းပြပြပါမယ်ဒီကိစ္စလူတော်တော်များများစိတ်ဝင်စားကြဘာဖြစ်လို့လဲဆိုတော့ကိုတို့နေရတဲ့လောကကြီးရဲ့အကြောင်းဆိုတော့တော်တော်များများလေးစိတ်ဝင်စားကြတယ်နောက်ငင်းခုန်ကြရည်လည်းအယမ်းများငင်းခုန်ကြရည်အယမ်းများဆိုတော့လူတွေကသူတို့ခံယူချက်တွေရှိတယ်သူတို့ရဲ့တိဆောက်တာတဲ့နားလေတာတဲ့ပုံစံတွေရှိတယ်ညီလေးကဒီလောကမှာရှိတဲ့အတွက်ကြောင့်မို့အဲ့ဒီဟာနဲ့တွေ့ဖယ်ပြီးပြောရင်မကြိုက်ကြအောင်ဒါလူသဘာဝပါငကိုနားလေတာပြီးသားဟာနဲ့တွေ့ဖယ်ဝိုင်းမကြိုက်ကြအဲ့တော့အငင်းခုန်တွေလည်းများတာပေါ့ဒီကိစ္စကြီးတစ်ခုလုံးအဓိကခွဲချမ်းစိတ်ဖြာလိုက်ရင်ပေါ့ညီလေးနှစ်ပိုင်းကွဲသွားတာတွေ့တယ်ကိုတို့တစ်ပိုင်းကဘာလဲဆိုတော့စိတ်ရှိတယ်ဆိုတာကိုယုံကြည်တဲ့သူတွေဥပမာစိတ်ပြီးသီးသန့်ရှိတယ်ခန္ဓာကိုယ်ထုတ်လုပ်တာမဟုတ်ဘူးအဲ့လိုယုံကြည်တဲ့လူတွေရှိတယ်နောက်တစ်ဖွဲ့ကဘယ်လိုလဲဆိုတော့စိတ်ကသီးသန့်မရှိဘူးခန္ဓာကိုယ်ကပဲထုတ်လုပ်တာဒီအရာဝတ္ထုတွေပစ္စည်းတွေဒီအဲ့ဒါတွေကနေပေါင်းဆက်ပြီးတော့အုံနောက်တွေဒီ nervous system တွေဒါတွေအကုန်ပေါင်းဆက်ပြီးတော့စိတ်ကဖြစ်နေတယ်လို့ယုံကြည်ရလူတွေရှိတယ်ဒါနှစ်ဖွဲ့ပေါ့ညီလေးအဲ့တော့ဘယ်ဟာအမှန်လဲဒါစိတ်ဝင်စားဖို့ကောင်းတာအကူလည်းအရင်ကတော့ငငယ်တော့ဒါတွေမတွေးမိပေါ့ညီလေးကြီးလာတော့ဒါတွေကမေးချက်မေးခွန်းတွေဖြစ်လာစိတ်ကတကယ်ရှိတယ်လို့သက်သေပြကြတဲ့လူတွေရှိတယ်စိတ်ကတကယ်မရှိဘူးလို့သက်သေပြတဲ့လူတွေရှိတယ်ဘယ်ဟာတွေကအမှန်လဲဒီနေ့ခေတ်မှာသိပ္ပံပညာတွေကဘာတွေတွေးရှိနေပြီလဲဒါတွေကိုစိတ်ဝင်စားဖို့ကောင်းတာပေါ့ညီလေးနောက်ဒုတိယတစ်ခုဘာလဲဆိုတော့ကံရဲ့အကျိုးကံရဲ့အကျိုးကယုံကြည်တဲ့လူတွေရှိတယ်ကမ္ဘာပေါ်မှာမယုံကြည်တဲ့လူတွေလည်းအများကြီးပဲကံရဲ့အကျိုးယုံကြည်တဲ့လူတွေကြတော့ဒါမကောင်းတာတွေမလုပ်ကြအောင်ပေါ့ညီလေးအကုသိုလ်ဖြစ်မဲ့ဟာတွေရှောင်တယ်ဟိုဟာတွေသူများပေါ့မဟုတ်တာတွေမလုပ်ဘူးပေါ့ညီလေးကံရဲ့အကျိုးမယုံတဲ့လူတွေကြတော့အဲ့ဒါမရှိဘူးသူကကံရဲ့အကျိုးဆိုတာမရှိဘူးလေမင်းလှုပ်လိုက်ရင်လှုပ်လိုက်တာပဲရှိတာတော့ပေါ့လားခံရလူကခံရမှာဒါပဲကံကိန်းကျိုးဆိုတာမရှိဘူးအဲ့တော့အဲ့လိုယုံကြည်တဲ့ပုံကိုယ်တွေနဲ့ခုနကံကိန်းကျိုးသက်ဝင်ယုံကြည်တဲ့ပုံကိုယ်တွေနှစ်ဖွဲ့ရှိသေးတယ်ဒါလောကမှာမေးချက်မေးခွန်းကြီးအဓိကနှစ်ခုပဲဒါကိုယ့်အတွက်ပေါ့နော်လူတိုင်းတော့လည်းဖြစ်ချင်မှာဖြစ်မှာညီလေးကိုယ့်အတွက်ဆိုတာကိုအသိဉာဏ်ဆုံးကိစ္စစိတ်ရှိလားမရှိဘူးလားလောကမှာကံရဲ့အကျိုးကရှိလားမရှိဘူးလားဒါစိတ်ဝင်စားစရာအကောင်ဆုံးပဲဒီအဖြစ်နှစ်ခုကိုရရင်ကျန်တာတွေအများကြီးကိုတို့ဆက်ပြီးတွေးခေါ်လို့ရတယ် logical thinking ရဆက်ပြီးတွေးခေါ်လို့ရတယ်ဒီနှစ်ခုကရှိတယ်မရှိဘူးဆိုတော့မသိရရင်ကျန်တာတွေအကုန်လုံးကိုဆက်ပြီးတော့လှုပ်ဆောင်ဖို့အဲ့လိုတွေးခေါ်ဖို့မှန်ကန်အောင်တွေးခေါ်နိုင်ဖို့ကမလွယ်တော့ဘူးလေအဲ့ဒါကြောင့်ဒီနှစ်ခုကိုဒီဗီဒီယိုမှာဒီနှစ်ခုကဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားရှိနိုင်လားမရှိနိုင်လားဆိုတော့အဓိကရှာဖွေတဲ့အကြောင်းကိုပြောပြချင်တာပါညီလေးအဲ့တော့ညီလေးကအဲ့ဒီအကြောင်းရှာဖွေဖို့ကကိုတို့ဒါသိပ္ပံပညာတွေမှာရှိတဲ့နောက်ဆုံးပေါ်တွေ့ရှိလာတဲ့အချက်တွေပေါ့ဒီအချက်တွေကိုကြည့်ပြီးတော့ကိုတို့ဆုံးဖြတ်မှအဆင်ပြေမှာအဲ့တော့နံပါတ်1ကိုတို့စဉ်းစားရမှာစိတ်ကဘယ်မှာရှိရလဲစိတ်ကရှိနေတာတော့သိကြဘယ်နေရာမှာရှိလဲဆိုတော့မသိကြလူတွေဒီဆရာဝန်တွေ biologist တွေပါတော်တော်များများကတော့တာမန်သိပ္ပံပညာရှင်တွေတော်တော်များများကတော့ဒါစိတ်က brain ကထုတ်လုပ်နေတယ်လို့ပဲသတ်မှတ်တာလားအဲ့ဒီအချက်ကမှန်ကိုတို့စဉ်းစားကြည့်အောင်ကိုတို့မှာရှိတဲ့ကိုတို့ brain ကဒီစိတ်ကိုထုတ်လုပ်နေတယ်ဆိုတာဒီ cortex ဆိုတာရှိတယ် brain ထဲမှာအဲ့ cortex မှာသူကအလုံးလုံးနေလို့စိတ်ကဖြစ်နေတယ်လို့ဒီစေပညာမှာဒီလိုမျိုးသတ်မှတ်တာဒါပေမဲ့အဲ့ဒီ cortex မှာပါတဲ့ကောင်တွေလည်းအလုံးလုံးတာချက်သနာစိတ်ရှိတယ်သူတို့မှလည်းဥပမာညီလေး autopax ဆိုရင်ရေပွဲကြီးလေရေပွဲဆိုရင်သူ့မှာအုံနောက်မရှိသူက nerve တွေအဲ့ neuron တွေဘယ်မှာရှိလဲဆိုတော့သူလက်မောင်းနေဒီလက်တွေမှာရှိတာဒါပေမဲ့သူ့မှာစိတ်ကအကြီးကျယ်ရှိတယ်စိတ်ကရှိတာတုံတော့မဟုတ်ဘူး
ဒီ autobus တစ်ကောင်ရဲ့အုံနောက်ကိုတို့တိုင်းတာတာပေါ့သူခုနှစ်သားကလေးအဲ့ဒီကလေးတယောက်ထက်ကိုပို့ပြီးတော့ဒီ puzzle တွေကိုဖြည့်ရှင်းနိုင်တဲ့စွမ်းရည်သူ့မှာပုံမြင့်တယ် autobus တစ်ကောင်လူခုနှစ်သားထက်ပုံမြင့်တယ်ညံ့ရည်အဲ့တော့သူ့မှာ brain မရှိဘူးခုန cortex လည်းမရှိဘူးဒါပေမဲ့အလုံးလုံးတာပဲလေပြဿနာတော့ပါလားစိတ်ကြီးရှိနေတာပဲစိတ်ကြီးတော့မှအကြီးကျယ်ရှိတယ်တော့ပါလားတိုက်ခိုက်တတ်တယ်ရန်လိုတတ်တယ်မျိုးပွားတတ်တယ်အကုန်ရှိတာပဲဘယ်လိုသပြောမလဲအဲ့တော့စိတ်က brain မှာတည့်တယ်ဆိုတာလုံးဝမဟုတ်ဘူးဒါနံပါတ်1ချက်ပယ်လို့ရတယ်ညီလေးဒီ autobus တို့ starfish တို့ jellyfish တို့နောက်ဒီ micro organism တွေတခြားဟိုကိုတို့ bacteria တွေဘာတွေဒီကောင်တွေစိတ်ရှိတာပဲလေစိတ်မရှိဘဲနဲ့တို့အသက်ရှင်လို့မရတို့တိုက်ခိုက်တတ်တယ်အစာရှာတတ်တယ်မျိုးပွားတတ်တယ်အကုန်လုံးတတ်တယ်တို့ရှိသမျှအဲ့ဒါတွေကစိတ်မရှိပဲလုံးလုံးမရဘူးလေဒါရှင်းရှင်းလေးသဘာဝတရားအဲ့တော့ brain ရှိမှစိတ်ရှိတာမဟုတ်နံပါတ်1ချက် brain မရှိလဲစိတ်တွေအလုံးလုံးနိုင်တယ်ဒါကိုတို့ခုနအကောင့်တွေတတော်ဝါတွေကိုကြည့်လိုက်ရင်ဒါအဖြေရရှင်းနေတာနံပါတ်1ချက်အဲ့ဒါ brain မှာစိတ်တဲ့တယ်ဆိုတဲ့ကိစ္စကိုပယ်လို့ရတယ်ကိုနံပါတ်1ဒီချက်ကိုကြည့်ကြရပြအဲ့တော့နံပါတ်2ချက်ကိုတို့ဒီလေးခက်ဒီလိုမျိုးလူသားတွေဖြစ်လာတာဒါသိပ္ပံပညာမှာလည်းအတိလင်းပြောတာပြီလားလူသားတွေဒီလိုဖြစ်လာတာစိတ်ကဲပြောင်းလဲလာဘုံနဲ့ဆိုပြီးတော့လူကြီးကောက်ဖြစ်လာတာမဟုတ်သတ္တဝါတွေအစင်စင်မမြောက်တွေဖြစ်ခဲ့တယ်ဆိုကြပါဒါနားလဲလွယ်အောင်ပြောတာညီလေးဟိုအစမှာတော့ single cellular organism လို့ခေါ်တယ်အဲ့ဒီကောင်တွေကကြတော့ cell တစ်လုံးပဲရှိတဲ့ကောင်တွေအဲ့ဒီကနေတဖြည်းဖြည်းကိုတို့ကပွားများလာပြီးတော့ဒါဒီနေ့ခေတ်ဒီလိုဖြစ်လာတာပေါ့ညီလေးဖြစ်လာပြီးတော့အသက်ရှိအများကြီးဖြစ်လာတယ်အပင်တွေဖြစ်ကုန်တယ်ဘက်တီးရီးယားတွေဖြစ်ကုန်တယ်မှုန်တွေဖြစ်ကုန်တယ်အမျိုးစုံမှာမျိုးကွဲတွေဖြစ်ပြီးတော့ကိုတို့ကလူတွေလည်းတူတူပဲဒီလိုမျိုးအခြေခံပြီးတော့မျိုးပွားလာတယ်လို့ဒါဒီနေ့သိပ္ပံပညာရှင်တွေကိုယ်တိုင်ကသတ်မှတ်တာတဲ့ဟာကြီးလေတစ်နှစ်ပေါင်း 3.5 billion years 3.5 billion ကြာသွားတယ်ခုနဆယ်လူလာတစ်လုံးနဲ့စဖြစ်တဲ့အချိန်ကနေစပြီးတော့ဒီကိုတို့ဒီနေ့ခေတ်ရောက်လာတာနှစ်ပေါင်း 3.5 billion အတွင်းမှာပြောင်းလဲကုန်တာဝင်ကြီးလေအဲ့တော့အဲ့ဒါကိုကြည့်ခြင်းအပြင်ခုနစိတ်ကအုံနောက်မှာမရှိဘူးဆိုတာဒါတေချာပေါက်ပြောလို့ရဘာကြောင့်လဲဆိုအုံနောက်မရှိခင်တည်းကတက်ရှိဆိုတာရှိခဲ့တာလေတက်ရှိတယ်အမဲလိုက်တတ်တယ်ခုနကကိုပြောလို့ဘက်တီးရီးယားဆယ်လူလာ single cellular တကောင်ရှိကြတဲ့ကသူအမဲလိုက်တတ်တယ်မျိုးပွားတတ်တယ်အစာစားတတ်တယ်အန်ဒီရတွေကာကွယ်တတ်တယ်ပတ်ဝန်းကျင်ကိုအာရုံခံတတ်တယ်ညီလေးခုနကဘက်တီးရီးယားလိုမျိုးဆယ်လူလာလေးတကောင်အဲ့တော့အဲ့ဒါတွေကြည့်ချင်ရပြီဒီမှာစိတ်ကရှိနေပြီလေအုံနောက်ဆိုတာသူ့မှာမရှိဘူး nervous system တော့ဒီ nervous system တော့ကောင်းကောင်းရှိတာမဟုတ်သူ့မှာဒါပေမဲ့သူအကုန်လုံးနိုင်တယ်အဲ့တော့စိတ်ရှိလို့ပေါ့ညီလေးအဲ့တော့ခုနခန္ဓာကိုယ်မှာစိတ်ကမြင်နေတယ်ဆိုတဲ့ကိစ္စအောင်ဒီနှစ်ချက်လောက်ကြည့်တာနဲ့တင်ဟုတ်ဒါမဟုတ်မှန်သိတိုင်တာပေါ့ညီလေးမဟုတ်ဘူးလို့ပြောလို့ရတာဟုတ်အဲ့တော့တတိယတစ်ချက်ကိုဆက်ပြောပြအောင်တတိယချက်ကဘာလဲဆိုတော့ terminal lucidity လို့ခေါ်တာအဲ့ဒါဒီသိပ္ပံပညာမှာအတိအလင်းစမ်းသပ်တာတဲ့စစ်တမ်းတွေကြီးညာချက်တွေရှိပြီးသားကြီးလေဘသူကအဓိကဒီဟာတွေကို collect လုပ်တာလဲဆိုတော့ data တွေ collect လုပ်တာကဒေါက်တာ Michael Nam ဆိုတာ the biologist သိပ္ပံပညာရှင်ပဲသူကလုပ်တာတဲ့အဲ့ဒီစမ်းသပ်ချက်အရာဘာတွေအဖြေထွက်လဲဆိုတော့လူနာတွေကိုတို့အုံနောက်ကိုအပြင်းထန်ထိခိုက်တာတဲ့လူနာတွေအဲ့ဒီလူနာတွေတသက်ကိုစမ်းတာခုနကကိုပြောတဲ့ terminal lucidity ဆိုတာအဲ့ဒီလူနာတွေကိုဘယ်လိုစမ်းလဲဆိုတော့ဒီလူနာတွေကအုံနောက်ကအလုံးမလုံးနိုင်တော့ဥပမာပြင်းထန်တဲ့ Alzheimer ယောဂမျိုး Alzheimer နောက်ဆုံးအခြေအနေရောညီလေးကအုံနောက်လုံးဝပြက်စီးသွားပြီအလုံးမလုံးနိုင်တော့ဘာမှမသိတော့အဲ့လိုအခြေအနေမျိုးနောက်အခြေအနေတစ်ခုကဘာလဲဆိုတော့ကိုတို့ကျူမာ brain tumor brain cancer တို့ brain tumor တို့အဲ့လိုဖြစ်တဲ့လူတွေသူတို့အုံနောက်ကဒါပြက်စီးသွားပြီအလုံးမလုံးနိုင်တော့အဲ့လိုလူနာတွေကိုတိုင်းတာစမ်းသပ်တာပေါ့စိတ်ရှိမရှိအဲ့တော့စမ်းသပ်တော့သူတို့က response မရအောင်ကြီးလေဒီတိုင်းပဲလဲနေတာလူနာတွေက
လဲနေနဲ့သူတို့ဒီတိုင်းပဲပေါ့အစေးတွေသွင်းမေးအစာတွေသွင်းမေးအဲ့လိုနဲ့ပဲထားလာပြီသူတို့ဘာမှမလုပ်နိုင်တော့ဘူးလေအဲ့လိုနဲ့နေနဲ့နောက်ဆုံးသေကန်ကြီးချိန်ဥမာတရက်သေကန်ကြီးတရက်အလိုလောက်ဒါမှမဟုတ်နာရီပိုင်းလိုလောက်အဲ့ဒီချိန်ကျရင်ဘာထားဖြစ်လဲဆိုတော့အဲ့လူတွေကလူကောင်းတိုင်းတန်ဖြစ်သွားတာထူးဆန်းတာအုံနောက်ကပြက်စီးနေပြီနော်အုံနောက်ကအလုံးမလုံးနိုင်တော့ဘူးအုံနောက်ကသေနေပြီဘာဆဲမှဘာမှမရှိတော့အုံနောက်ပြီးနေပြီဒါပေမဲ့သေကန်ကြီးချိန်မှာခုနနာရီတချို့ကြတော့လဲနာရီပိုင်း4-5နာရီလောက်တချို့ကြတော့1နာရီလောက်တချို့ကြလဲ1ရက်လောက်လူကောင်းတိုင်းတန်ဖြစ်သွားတဲ့လူတွေရှိတယ်ညီလေးအကုန်လုံးပြန်မှတ်မိတယ်မြင်ရတယ်ကြားရတယ်အကုန်လုံးစကားတွေပဲပြန်ပြောနိုင်တယ်အကောင်းတိုင်းဖြစ်ပြီးတော့မှခဏနေကြတော့1နာရီလောက်ဆိုကြပါစို့1ရက်လောက်ကြာလာတယ်ဘရုံဆိုတည်အဲ့လိုဖြစ်စင်ပေါင်းအများကြီးမကြီးမတွက်နိုင်အောင်ရှိတယ်အဲ့ဒါတကယ်စမ်းသပ်တာတဲ့လူတွေလည်းရှိတယ်လေခုနကိုပြောတဲ့ဒေါက်တာမိုက်ကယ်နမ်သူတို့ဆိုတာဒီအဲ့လို data တွေအများကြီး collect လုပ်တာလားဒါတွေကမဟုတ်လို့တော့ပြောလို့မရအောင်ကြီးလေတကယ်သိပ္ပံပညာရှင်တွေကိုယ်တိုင်လက်ခံတာအဲ့တော့စိတ်ကအုံနောက်မှာတည့်တယ်ဆိုတာဒါကိုကြည့်ချင်ရဖြစ်လဲမဖြစ်နိုင်ဘူးကြီးလေဒါတွေးလိုက်လွယ်လေးပဲဟုတ်တယ်နော်စိတ်ကအုံနောက်မှာဘယ်လိုမှမဖြစ်နိုင်အောင်တည့်တယ်ဆိုတာအုံနောက်ပြက်စီးနေပြီလေလူနာအုံနောက်ပြက်စီးနေလူနာမှာထပြီးစကားတွေပြောပြီးသိသွားတာဆိုတာစိတ်အကောင်းတိုင်းဖြစ်ပြီးသိသွားတယ်ဆိုတာဒါပါလားဒါစဉ်းစားကြရတယ်ဖြစ်တာပါညီလေးအဲ့တော့သဒုဋ္ဌအချက်ညီလေးသဒုဋ္ဌအချက်ဘာလဲဆိုတော့ဒီ near death experience လို့ခေါ်တာ NDE လို့ခေါ်တာလူတယောက်သေကန်နီးရင်ပေါ့ကြုံရတဲ့အတွေ့အကြုံကြီးလေအဲ့ဒီအတွေ့အကြုံကလည်းဒါစိတ်ရှိမရှိပေါ်မှာအများကြီးဆုံးဖြတ်လို့ရအဲ့ဒီအတွေ့အကြုံကအဲ့တော့ဒီဟာကိုစမ်းသပ်တာတဲ့သိပ္ပံပညာရှင်တွေလည်းအများကြီးရှိရညီလေးအဲ့ဒီမှာဘာတွေတွေ့လဲဆိုတော့ကိုတို့လူတယောက်ကသတိလစ်သွားတယ်ခုနကကိုမာလိုမျိုးဖြစ်တယ်ညီလေးဟာသတိလစ်နေတယ်မေ့မျောနေတယ်အဲ့လိုအချိန်မှာအဲ့ဒီလူကဒီသူ့ဘေးမှာရှိနေတဲ့လူတွေလာကြည့်တာတွေသူ့စကားတွေပြောနေတာတွေမတန့်ရှင်းရေးတွေလုပ်နေကြတာတွေဘာတွေလုပ်တာတွေအဲ့လိုပေါ့နော်အဒီတေးပေါ့အဲ့ဒါတွေသူမြင်နေရသူမျက်လုံးမဖွင့်နိုင်တော့သူ့အုံနောက်ကအလုံးမလုံးနိုင်တော့သူခဏကအလုံးမလုံးနိုင်တော့ဒါပေမဲ့သူအကုန်လုံးသိနေတယ်အဲ့လိုမျိုးကြုံရတဲ့လူနာတွေကအများကြီးရှိတယ်ညီလေးဒါတွေမှတ်တမ်းတင်ထားတဲ့ဒီသိပ္ပံပညာမှာမှတ်တမ်းတင်ထားတဲ့မှတ်တမ်းတွေလည်းအများကြီးရှိတယ်near death experience နဲ့ပတ်သက်ပြီးတော့ညီလေးမှတ်တမ်းတင်ထားတာအများကြီးရှိတယ်ဒါတွေကိုကြည့်ကြရဖြစ်လဲခုနလူဆိုတာဒီလို aware ဒီအာယုံခံပြီးတော့ပဲစိတ်ကဖြစ်နေတာမဟုတ်ဘူးဆိုတော့ဒါသိနိုင်တယ်ညီလေးအာယုံခံပြီးတော့ဆိုအာယုံနေမရှိတော့ရင် तू ကစိတ်ကဖြစ်တည်စရာအကြောင်းမရှိတော့ဘူးလေအခုကအာယုံနေမရှိလေ तू စိတ်ကဖြစ်တည်တယ်မြင်ရတာတွေရှိတယ်ဘေးနားမှာဥမာ तू ကိုမာဖြစ်နေတဲ့အချိန်မှာတန့်ရှင်းလက်လုံးနေတာဟုတ်တွေ့တာမျိုးဥမာ तू ပစ္စည်းဘယ်ဟာလေးကိုဘယ်နာကိုရွှေ့လိုက်တယ်ဆိုတာကိုသူမြင်နေရတာမျိုးတို့ပြီးတော့ तू ပြန်ကောင်းလာတဲ့အချိန်ကျတော့အဲ့လူ तू ခေါ်ပြောတာခင်ဗျားအဲ့ဒီပစ္စည်းအဲ့လိုရွှေ့လိုက်တယ်မဟုတ်လားဆိုဟာဟုတ်တယ်ကျွန်တော်အဲ့လိုလုပ်ခဲ့ပြီအဲ့လိုမျိုးဒါတွေဟိုတိုက်ဆိုင်တာမဟုတ်ဘူးလေတကယ်ဖြစ်တဲ့ဟာတွေပေါ့နော်သိပ္ပံနည်းကြလေးလာတာတဲ့အချက်တွေအများကြီးရှိတယ်ဒီအချက်ရလဲဒါစိတ်ကအုံနောက်မှာရှိနေတယ်လို့ပြောလို့မရအောင်ညီလေးအဲ့တော့ညီလေးနံပါတ်5ခုမြောက်အချက်ပေါ့အဲ့ဒီချက်ကဘာလဲဆိုတော့ orchestrated objective reduction theory လို့ခေါ်တာ all theory လို့ခေါ်တာပေါ့အတူကောက်တော့သူကဘယ်သူတွေပြောခဲ့ရလဲဆိုတော့ကိုတို့ Nobel ဆုရခဲ့တဲ့ Sir Roger Penrose သူနဲ့နောက်ဘယ်လိုလဲဆိုတော့ Dr. Stuart Hameroff သူတို့နှစ်ယောက်ကပြောခဲ့တာပါညီလေးဒီ theory ကိုဒီ theory ထဲမှာစိတ်ဝင်စားကြကောင်းတာဘာလဲဆိုတော့သူကကိုအုံနောက်ကိုအသေးစိတ်လေးလာကြည့်တာ哦အသေးစိတ်လေးလာကြည့်တယ်သူတို့ quantum နည်းပညာနဲ့ပေါ့ညီလေးဟာ quantum physics နဲ့လေးလာကြည့်တဲ့အချိန်မှာအုံနောက်ထဲမှာဘာအလုပ်လုပ်တာတွေ့လဲဆိုတော့ quantum vibration ဆိုတာတွေ့တယ်ညီလေးရှင်းရှင်းပြောရရင်ကိုတို့နားလဲလွယ်အောင်ပြောရရင်အုံနောက်ထဲမှာကိုတို့ဒီသိထားတဲ့ nervous system အလုပ်လုပ်တာအပြင်ကိုနောက်ထပ်လုပ်ငန်းဆောင်တာတစ်ခုပေါ့တာမန်ဒီ biologist တွေလက်မခံထားတဲ့အရာပေါ့ညီလေး quantum vibration ဆိုတာတွေ့တယ်အဲ့ဒီကောင်ကဘာဖြစ်နိုင်လဲဆိုတော့
ဒီစိတ်ကခုနအုံနောက်နဲ့တွဲဆက်ပြီးအလုံးလုံးဖို့အတွက်ချိတ်ဆက်နေတာဖြစ်နိုင်တယ်ညီလေးသူတို့အဲ့လိုမျိုးကောက်ချက်ဆွဲတာအဲ့ဒီနေရာမှာဒီ theory မှာပေါ့အဲ့တော့ဒါဒီ theory ရဆိုရင်လည်းကြည်လိုက်ရင် quantum vibration ရှိတာဖြစ်တဲ့အတွက်ကြောင့်အုံနောက်တွေမှာစိတ်ကအုံနောက်က generate လုပ်နေတာမဖြစ်နိုင်အောင်ညီလေးအုံနောက်ဒီစိတ်နဲ့ဆက်သွယ်ထားပြီးတာလေဖြစ်နိုင်တယ်ကိုတို့ဒီသိပ္ပံပညာရှင်နောက်ပိုင်းလက်ခံလာတဲ့ဟာအချက်ပေါ့ညီလေးစိတ်ကအုံနောက်တွေမှာဖြစ်တည်နေတာမဟုတ်ဘူးအုံနောက်ကထုတ်လုပ်နေတာမဟုတ်ဘူးအုံနောက်နဲ့အုံနောက်ဒီစိတ်နဲ့ဆက်သွယ်ထားပြီးတာသဘောတရားအဲ့လိုပဲလက်ခံလို့ရပါဘာကြောင့်လဲဆိုတော့ခုနတွေးရှိချက်တွေရှိရလေအုံနောက်မရှိလဲစိတ်ကရှိရသဘောတရားနားလဲလားအုံနောက်မရှိလဲစိတ်ကရှိရ nervous system တွေမရှိလဲစိတ်ကရှိရသဘောတရားအဲ့တော့စိတ်ဒီအမြဲရှိရဒီ nervous system တို့အုံနောက်တို့ဒီစိတ်ကိုထုတ်လုပ်နေတာမဟုတ်ဘူးမှတ်တာမှာဒီသိပ္ပံပညာတွေရဆိုရင်စိတ်နဲ့ချိတ်ဆက်နေတာဒီလိုပဲလက်ခံလို့ရမယ်ညီလေးဒါတစ်ချက်ပေါ့နောက်တစ်ချက်ကိုဆက်ပြောပြအဲ့တော့ညီလေးဒါကိုတို့၅ချက်ပြောပြီးသွားနောက်မှာနံပါတ်6ခုမြောက်ပေါ့ဒီ6ခုမြောက်ကတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းသလိုအရေးလေးတော်တော်ပါတယ်ညီလေးကိုတို့အခုသိကျင်တဲ့အဖြေတွေအားလုံးအတွက်ကိုတို့စားရှာခဲ့တာစိတ်ရှိလားမရှိဘူးလားဆိုတာစိတ်ကခန္ဓာကိုယ်ကထုတ်လုပ်နေတာလားသူ့ဟာသူသီးသန့်ရှိနေတာလားဆိုတာရယ်နောက်တစ်ချက်ကဘာလဲဆိုတော့ကံရင်အကျိုးရှိတယ်မရှိဘူးလားဟုတ်တယ်လားကိုတို့စပြီးတော့အခြေရှာမယ်ဆိုတဲ့ကိစ္စအဲ့ဒီဟာဒီနံပါတ်6ခုမြောက်ကိစ္စမှာတော်တော်လေးကိုတက်တည်ပြပြီးသားဖြစ်တယ်ညီလေးအဲ့ဒီချက်ကခုန2ခုလုံးအဲ့ဒီစမ်းသပ်ချက်ကညီလေး double slit experiment လို့ခေါ်တာတော်တော်လေးကဘာလောကပေါ်မှာလူတွေဒီလောကပေါ်မှာယုံကြည်ထားတဲ့ယုံကြည်မှုတွေကိုပါပြောင်းလဲသွားစေတဲ့ experiment မျိုးပေါ့ညီလေးသူကအဲ့ဒီစမ်းသပ်ချက်ကိုတော့ဘယ်လိုစမ်းလဲဆိုတော့ကိုအသေးစိတ်ဒီမှာထည့်မပြောတော့ထည့်ပြောရင်ရှုပ်ကုန်ပါဆိုလို့ဒါကိုလေးလာကြည့်လိုက်ပေါ့နော်သူကစမ်းသပ်ချက်ကအများကြီးရှင်းပြမှာမဟုတ်လေဘယ်လိုစမ်းလဲဆိုတော့တကယ်စမ်းသပ်တာတဲ့ဟာအဲ့ဒီစမ်းသပ်ချက်ရဲ့အဖြစ်ကိုပဲကိုဒီမှာပြောပြတော့အတူချုံနေတယ်အဲ့ဒီစမ်းသပ်ချက်အရာအဖြစ်အရာဘာတွေ့လဲဆိုတော့သူကလောကမှာရှိနေတဲ့ဒီအသေးဆုံးအမှုန်မွားတွေ particles တွေကိုတို့ electron တို့လိုမျိုးဟာတွေ electron တို့ proton တို့ပါအဲ့လိုမျိုးပစ္စည်းတွေပေါ့ဖွဲ့စည်းရတဲ့ဟာတွေအရာရာတိုင်းအဲ့ဒီဟာတွေနဲ့ပဲဖွဲ့စည်းတာလေ atom တွေဆိုကြပါစို့အဲ့လို atom တို့လိုပစ္စည်းမျိုးတွေကိုစမ်းသပ်လိုက်တဲ့အချိန်မှာအဲ့ဒီခုနစမ်းသပ်တဲ့နီးနဲ့စမ်းသပ်လိုက်တဲ့အချိန်မှာဘာတွေ့လဲဆိုတော့လောကအံ့ဩစရာကောင်းတာတော့လောကကြီးဆိုတာကြည့်ရှုခံစားတဲ့လူမရှိရင်အင်္ဂလိပ်လိုဆို observer လို့ခေါ်တာအဲ့ observer မရှိရင်ကြည့်ရှုတဲ့လူခံစားတဲ့လူသက်ဝင်တဲ့လူမရှိရင်လူပဲဖြစ်ဖြစ်ပေါ့နော်တခုခုပေါ့သက်ဝင်တဲ့အရာတခုခုမရှိရင်အဲ့လောကကြီးမရှိဘူးညီလေးလောကကြီးလှိုင်းနေနေပဲရှိနေတာဒီကြည့်ရှုတဲ့သူခံစားသက်ဝင်တဲ့သူဟိုလေးလာတဲ့သူအဲ့လိုရှိတဲ့လူကြည့်လိုက်တော့မှသူကလောကကြီးအကောင်အထည်အယုတ်အလုံးတဒံအနေနဲ့ဖြစ်တည်သွားညီလေးသူအဲ့ဒါကြီးတကယ်စမ်းတာလားတကယ်သိပ္ပံကြီးကြစမ်းတကဘာလုံးလက်ခံတာရတယ်ဟာအဲ့ဒါညီလေးအဲ့တော့အံ့ဩစရာကောင်းတာစိတ်ကဒီခန္ဓာကိုယ်ကနေဒီခုန cell တွေဟို atom တို့ဒီ electron တို့ကနေဖြစ်လာတဲ့အရာဆိုလို့ရှိရင်ဒီရုပ်ဝတ္ထုတွေဖြစ်ဖို့ကစိတ်ရှိစရာမလိုဘူးလေရုပ်ဝတ္ထုဖြစ်ပြီးမှစိတ်ဖြစ်မှာကိုပြောတာမှန်တယ်မဟုတ်လားရုပ်ဝတ္ထုဖြစ်ပြီးတော့မှစိတ်ကဖြစ်လာမှာအဲ့တော့ဒီရုပ်ဝတ္ထုတွေပုံပေါ်ဖို့ကစိတ်ရှိမှပုံပေါ်တယ်ဆိုတာမမှန်တော့ဘူးအဲ့လိုဆိုရင်ဟုတ်တယ်နော်ပြန်တွေးကြည့်လိုက်အခုကအဲ့လိုမဟုတ်ဘူးရုပ်ဝတ္ထုတွေဒီမရှိဘူးဘလို့အနေနဲ့ဘလို့သဘောတဘာဝအနေနဲ့ပဲရှိလဲဆိုတော့ဒီရုပ်ဝတ္ထုတွေကိုမြင်နေရတယ်ကောနော်လှိုင်းအနေနဲ့ပဲရှိရလှိုင်းအနေနဲ့ပဲရှိရဒီစိတ်ဆိုတဲ့အရာနဲ့မတွေ့ခင်မကြည့်ရင်စိတ်ဆိုတဲ့အရာနဲ့အမှညီလေးကြည့်လိုက်တယ်အမှဒီမှာတစ်ပင်မြက်ပင်အပင်တွေလေထုဆိုကြညီလေးခံစားမိအတန်တွေဒါတွေကတော့ညီလေးခံစားမှုကြောင့်အဲ့ဒါတွေကတော့ကြားရတာအဲ့ဒါတွေကတော့ရှိတာ
ညီလေးတော့မခံစားရင်အဲ့လောကကြီးမရှိနေအဲ့ဒီခုန device experiment မှာအခိုင်အမာသက်သေပြလာညီလေးသူကဒီ atom တွေ electron တွေကတော့လှိုင်းနေပြီပဲတကယ်ရုပ်ဝတ္ထုတဒံနေမဟုတ် observer လို့ခေါ်တဲ့ကြည့်လိုက်တဲ့လူကြောင်းသားသူကရုပ်ဝတ္ထုတဒံနေပေါ်လာတာညီလေးအဲ့တော့မေးစရာဖြစ်လာတယ်ဒီ experiment ကိုကြည့်ခြင်းအပြင်ကိုတို့ဆက်တွေးလို့ရနှစ်ခုထွက်လာတယ်ညီလေးတစ်ခုကစိတ်ဆိုတာရှိကိုရှိတယ်ရုပ်ဝတ္ထုကနေဖြစ်တာမဟုတ်ဆိုတာဒါသိကြပြီဒါကြောင့်လည်းခုနကကိုပြောသလိုလေရုပ်ဝတ္ထုကသာဖြစ်တယ်ဆိုရင်စိတ်ရှိမရှိရုပ်ဝတ္ထုကတော့ရှိမှာပဲလေဟုတ်တယ်မဟုတ်လားမှန်တယ်မဟုတ်လားအခုဒီ experiment ရတော့စိတ်ရှိမှရုပ်ဝတ္ထုကအလုပ်လုပ်တာစိတ်မရှိရုပ်ဝတ္ထုစီအလုပ်မလုပ်လှိုင်းနေဖြစ်နေတာအဲ့တော့ဒါကိုကြည့်ကြင်အဖြစ်စိတ်ဆိုတာရှိတယ်လို့သိကြပေါ့ပြောလို့ရပါပြီနံပါတ်1ချက်နံပါတ်2ချက်ဘာလဲဆိုတော့ဒီချက်ကိုကြည့်ကြင်အဖြစ်ဒီ experiment ကိုကြည့်ကြင်အဖြစ်ကံကံရဲ့အကျိုးရှိတယ်ဆိုတာပါညီလေးတွဲပြီးတခါလဲလက်ခံရတော့သူဘာကြောင့်လဲဆိုတော့ပုံမှန်အပြလှိုင်းနေလေကိုပြောသလိုရုပ်ဝတ္ထုရည်လို့မရှိဘူးဥပမာကိုရှင်းပြမယ်အဲ့ဒီအောင်ညီလေးမြင်အောင်နားလဲလွယ်အောင်မြင်ကြည့်လို့ရအောင်ညီလေးဒီတောနဲ့ကြီးတစ်ခုတည်းကိုသွားပြီးတော့တစ်ပင်တစ်ပင်ကိုစိုက်တာလူမရောက်နိုင်တဲ့တော်ကြီးဟုတ်ကိုတို့ပူတာဟိုခါခါဘူရာစီတို့ဘာတို့ကတော်မျိုးပေါ့ညီလေးအဲ့တော်တဲ့ညီလေးသွားပြီးတော့တစ်ပင်တစ်ပင်ယူသွားတစ်ပင်ကိုစိုက်လိုက်တယ်ညီလေးပြန်လာအဒီကိုအနည်း20ကြာသွားတယ်ညီလေးအဲ့ဒီလုံးဝပြန်မရောက်တော့ညလုံးတော့မြင်ကြည့်လိုက်အနည်း20ကြာသွားတယ်ညီလေးပြန်သွားမယ်ဆိုရင်ဖြစ်နိုင်ကြတယ်အမျိုးမျိုးရှိတယ်အဲ့တစ်ပင်ကိုသာပြန်ရှာမယ်ဆိုရင်ဖြစ်နိုင်ကြအများကြီးပြောရှုံးမှာဆိုလို့ကိုဒီမှာ2ခုလောက်ပဲထည့်ပြောတော့မှာတစ်ခုကတစ်ပင်ကရှင်နေနိုင်တယ်တစ်ပင်အကြီးဖြစ်နေနိုင်အဲ့တစ်ပင်အနည်း20ကြာအောင်ပါဆိုတော့အရှင်တန်ကြီးထွားပြီးတော့အပင်ကောင်ကြီးတစ်ပင်ဖြစ်နေနိုင်နောက်တစ်ချက်ဘာဖြစ်နိုင်လဲဆိုတော့တစ်ပင်ကသိသွားတာဖြစ်နိုင်တယ်ညီလေးစိုက်တာမအောင်မြင်ဘူးမရှင်ဘူးတစ်ခုခုကြောင့်အကြောင်းမျိုးမျိုးကြောင့်ပေါ့နော်သိဆုံးသွားတာဖြစ်နိုင်တယ်ဒါဖြစ်နိုင်ရင်နှစ်ခုပဲကိုလိုစဉ်းစားရအောင်အဲ့တော့ညီလေးတွေအဲ့ဒီတစ်ပင်ကိုပြန်ရှာတဲ့အချိန်မှာတစ်ပင်မတွေ့သေးသေး၍အဲ့ဒီနေရာကိုမရောက်သေးသေး၍ဖြစ်နိုင်ရင်နှစ်ခုလုံးဖြစ်နိုင်တယ်ဟုတ်လားမဟုတ်လားပြောဟုတ်တယ်နော်ရှင်းလေးနှစ်ခုလုံးဖြစ်တစ်ပင်ရှင်လဲရှင်နေနိုင်တယ်မရှင်လဲမရှင်နိုင်ဘူးလေဒါအဲ့တော့ညီလေးကအဲ့တစ်ပင်ကိုပြန်ကြည့်တဲ့နေရာကိုရောက်ပြီဆိုလို့ရှိရင်တော့ညီလေးစိုက်ခဲ့တဲ့နေရာကိုရောက်ပြီဆိုလို့ရှိရင်တစ်ပင်စိုက်ခဲ့တဲ့နေရာကိုနော်ပြန်ရောက်ပြီဆိုရင်အဖြစ်တစ်ခုပဲရှိတော့ညီလေးတစ်ပင်ဒီရှင်တဲ့အဖြစ်ဖြစ်မယ်ရှင်အောင်ညီလေးတွေ့ရမယ်ဒါမှမဟုတ်လည်းမရှင်တော့မရှိတော့တာတစ်ပင်သိသွားတာကိုတွေ့ရမှာပေါ့ညီလေးကအဲ့တော့ခုနက double experiment နဲ့ကိုတို့ပြန်ဆက်ကြည့်လိုက်အောင်အဲ့ဒီကိစ္စကိုတော့မကြည့်တဲ့ရွေးရလောကကြီးကတော့လှိုင်းနေနေပဲရှိတာโอเคတယ်နော်လှိုင်းနေနေပဲရှိတာညီလေးတစ်ပင်ကိုစိုက်ခဲ့လိုက်တယ်ပြန်လာညီလေးမမြင်တော့ဘူးလေအဲ့တစ်ပင်မမြင်တော့အဲ့တစ်ပင်ကမရှိနေအဲ့နေရာမှာလှိုင်းနေနေပဲရှိတယ်ပြီးတော့ညီလေးပြန်သွားတယ်တစ်ပင်ကိုပြန်တွေးတော့မှာတွေးတော့မဲ့အချိန်ကျညီလေးတွေးတာနဲ့ तू ကလှိုင်းမဟုတ်တော့ဘူးလေပုံသဏ္ဍာန်အနေနဲ့ရှိပါလေအပုံသဏ္ဍာန်အနေနဲ့ပြပြီဆိုတဲ့အချိန်ကျတစ်ပင်ရှိတာကိုညီလေးကိုပုံသဏ္ဍာန်ပြရင်ပြမယ်မရှိတဲ့ပုံသဏ္ဍာန်ကိုပြရင်ပြပါ right okay တယ်နော်အဲ့ဒါမှန်တယ်နော်အဲ့တော့အဲ့ဒီနှစ်ခုတည်အဲ့ဒါကံကြမ္မာပဲညီလေးမှာနှစ်ခုဖြစ်နိုင်နေတယ် double experiment ရဆိုဘာဖြစ်လဲဆိုတော့အဲ့ဒီနှစ်ခုကကြုံမဖြစ်တာအောင်ညီလေးလာမှပြပါညီလေးမသွားသေးညီလေးမကြည့်သေးအဲ့ဒီသပင်ဒီလည်းမရှိဘူးကဘာကြီးလည်းမရှိလောကကြီးလည်းမရှိဘူးလှိုင်းနေပဲဖြစ်နေတာညီလေးတော့ကြည့်လိုက်တဲ့အချိန်ကျတော့အော်သပင်ရှင်သန်နေတယ်ဆိုလို့ရှိရင်အော်ဘာလို့ရှင်သန်တာညီလေးပြန်လိုက်တော့အဲ့ဒါဆိုလိုက်အဲ့ဒီနားမှာနေရလူတွေပြန်မေးပေါ့ညီလေးကလိုက်ပြန်ပြီးတော့ဒီသပင်ဘာဖြစ်လဲဘာညာဆိုအော်ဒီသပင်ကမြေဩဇာကောင်းလို့တဘာဝတရားရာသီဥတုတွေကောင်းလို့ရှင်သန်သွားတယ်ငါတို့လည်းသွားရင်နဲ့ကြီးလာတယ်ဖေးဖေးကြီးလာသူကသူတွေ့တယ်ဗောကျန်တဲ့လူတွေညီလေးကိုပြန်ပြောပြလိုက်အဲ့ဒီဇက်လန်ကြီးတစ်ခုလုံးကခုနညီလေးအဲ့ဒီအရာကိုတွေ့ပြီးမှကံကြမ္မာဆုံးဖြတ်ပြီးတော့မှညီလေးကသိရမှာအဲ့ဇက်လန်ကြီးတစ်ခုလုံးအဲ့ဒါဒီညီလေးသာသွားမကြည့်အဲ့တပင်သွားမကြည့်တော့အဲ့ဒီဇက်လန်ဒီမရှိတော့ဘူးညီလေးအဲ့ဇက်လန်ဒီလှိုင်းနေနဲ့ပဲပြီးသွားမှာသဘောပေါက်လားအဲ့တော့လှိုင်းဆိုတဲ့အရာကနေဒီကိုတွေးကြုံရတဲ့အတွေးကြုံတွေအရာဝတ္ထုတွေတဒံတွေအဲ့ဒါတွေဖြစ်ဖို့က
ကန်ဆိုတဲ့အရာကြီးလို့ပဲညီလေးသဘောတရားနားလေလှိုင်းကတော့မျိုးစုံဖြစ်နိုင်တာလေမင်းကမှဒီဟာပေးတွေးမယ်ဆိုတော့ဆုံးဖြတ်ချက်ကြတော့ကန်ရှိမှပဲဒါဆုံးဖြတ်လို့ရမှာဟုတ်ညီလေးဒီ double slit experiment ကိုကြည့်လိုက်တာ ਨੇ နှစ်ခုလုံးသူကသက်သေပြပြီးသားဖြစ်တယ်စိတ်ဆိုတဲ့အရာရှိတာရောကန်ရဲ့အကျိုးကအလုံးလုံးနေတာရောနှစ်ခုလုံးဒါသက်သေပြနိုင်တဲ့အချက်ပေါ့ညီလေးဒါလေးလာကြည့်လို့ရပါ double slit experiment တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ဟာလူတိုင်းလည်းနားလဲလွယ်နိုင်တဲ့ experiment မျိုးပေါ့ညီလေးအဲ့တော့နောက်ဆုံးချက်တစ်ချက်ဘာလဲဆိုတော့ဒီအချက်မှာကျတော့ Einstein ကြီးလေ general relativity ပေါ့သူပြောလာတဲ့ဒီသိပ္ပံပညာမှာဘယ်လိုသတ်မှတ်တာလဲဆိုတော့ကိုတို့အခုခံစားနေရတဲ့အချိန်ပေါ့ညီလေးအချိန်နဲ့ပဲပြောတာလူဒီတခြားဘာသာရေးပါညာမှာဆိုတော့ဘဝကြီးပေါ့ညီလေးအဲ့လိုသတ်မှတ်တာသိပ္ပံပညာမှာတော့အချိန်လို့သတ်မှတ်တာပေါ့အဲ့ဒီအချိန်ကြီးကကိုတို့က smooth ဖြစ်နေတယ်လေအချိန်ကဟုတ်တယ်လားဟိုကနေခုနားနေဒီနားကိုလာမယ်ဟိုသွားမယ်မနက်ကငါလက်ဖေးဆိုင်သွားမယ်ဒီနေ့လေကြာရင်ငါအလုပ်သွားမယ်ဆိုကြပါအဲ့လိုမျိုးအဲ့ဒီ smooth ဖြစ်နေတဲ့ခံစားမှုကြီးရုပ်ရှင်ကြီးတစ်ခုကြည့်နေလို့ညီလေးသတ်မှတ်လိုက်ပါဘဝ smooth ဖြစ်နေတယ်သဘောပေါက်လားကိုသွားလာနေတာကြီးမထစ်နေဘူးလေဒါအဲ့လိုကြီးမထစ်နေဘူးသဘောပေါက်လားအကုန်လုံး smooth ဖြစ်တာအဲ့လို smooth ဖြစ်နေတယ်လို့ခံစားရတာဒီကိုတော့ခံစားမှုကအရန်မြန်လို့ဂျားထဲမှာချိတ်ဆက်ထားတဲ့အချိတ်ဆက်တွေကအရန်မြန်လို့ smooth ဖြစ်နေတာတကယ်လက်တွေ့မှာကျတော့အဲ့ဒီအချိန်တွေအကုန်လုံးက smooth မဖြစ်ဘူးညီလေးသိပ္ပံပညာမှာဘာရှိလဲဆိုတော့အတူဆုံးအတိုင်းတာဆိုတာရှိရညီလေးအဲ့ဒါကိုဘာလဲဆိုတော့ Planck လို့ခေါ်တာ Planck ဆိုတာအတူဆုံးဒီအရှိအကွာဝေးမှာလည်းအတူဆုံးရှိတယ်လို့အချိန်မှာလည်းအတူဆုံးအချိန်ရှိတယ်အဲ့ဒီထက်နည်းတဲ့အချိန်ဆိုတာမရှိတော့လောကမှာကွာဥပမာညီလေးကပစ္စည်းတစ်ခုကိုပိုင်းဖြတ်သေးလာအောင်သဘောပေါက်လားဥပမာတလက်မရှိတဝက်ဖြတ်လိုက်ရင်လက်မဝက်ဖြစ်သွားမှာထပ်ဖြတ်ရင်လက်မရဲ့လေးပုံမတစ်ပုံဖြစ်သွားမှာအဲ့လိုညီလေးဖြတ်သွားရသလောက်ဖြတ်ကွာနောက်ဆုံးမင်းအကောင်ဆုံးဒါလောကမှာမပေါ်သေးတဲ့ဓာတ်တွေရှိတယ်လို့မင်းစိတ်ထဲမှာမှန်းစားလိုက်ဒါကတကယ်တော့ဆန်းလို့မရသေးဘူးပေါ့သင်္ချာနဲ့တွက်တာပါညီလေးကတွက်တာအဲ့လိုခွဲချမ်းစိတ်ဖြာသွားအသေးဆုံးအစိတ်ပိုင်းနောက်ဆုံးထက်ခွဲလို့မရတော့တဲ့အစိတ်ပိုင်းရှိရညီလေးအဲ့ဒီ Planck ဆိုတဲ့အတိုင်းတာအချိန်မှလည်းရှိတယ်အချိန်ကလည်းသူ့ဥမာခွဲလိုက်လေညီလေး1စက္ကန့်သို့မဟုတ် 0.5 စက္ကန့်အဲ့လိုခွဲနောက်ဆုံးအဲ့ဒီထက်ပြီးချော့လို့မရတော့တဲ့အချိန်ရှိရညီလေးအဲ့တော့လောကကြီးအဲ့လိုအချိန်သေးသေးလေးတွေအများကြီးပေါင်းပြီးတော့ငါတို့ကခံစားရတာလောကကြီးရောအချိန်ဆိုရင်ရေစီးကြောင်းလိုမျိုး flow ဖြစ်နေတာမဟုတ်ဘူးအချိန်ဆိုတာကြီးကတစ်ခုစီဖြစ်နေတာခုန Planck တိုင်းညီလေးရုပ်ရှင်နဲ့ကြည့်ရင် तू ကမြင်လွယ်တယ်ရုပ်ရှင်ဆိုတာဓာတ်ပုံတွေအများကြီးကိုပေါင်းလာတာဒီရုပ်ရှင်ဗီဒီယိုကြီးဆိုပြီးတော့မရှိဘူးညီလေးဓာတ်ပုံတွေအများကြီးကိုဆက်ပြီးတော့ကိုတို့ကမြင်ရ animation သမားလေးဆိုအဲ့ဒါနားလဲကိုရုပ်ရှင်ဗီဒီယိုအချိန် short ချလိုက်ရင်နှေးချလိုက်လို့ရှိရင် तू ကဓာတ်ပုံတွေကတပုံစီပဲထွက်လာတာညီလေးအားလုံးတပုံစီထွက်လာအဲ့လိုမြင်ရအဲ့ကြည့်လိုက်အဲ့ဓာတ်ပုံတပုံစီဒီအချိန်အတိုင်းတာတစ်ခုကိုပဲကိုစားပြုတာညီလေးဒါပေမဲ့အများကြီးကိုဆက်လိုက်တော့ကိုတော့ကြည့်လိုက် smooth ဖြစ်နေတယ်လေဩဒါကြီးကတပုံအဲ့လိုမမြင်မနဲ့ရုပ်ရှင်ကြီးလို့ဒီအပြင်လောကမှာမြင်ရတယ်လို့မြင်ရပါလောကလည်းအဲ့ဒီတိုင်းပဲ Einstein ပြောတာအချိန်တွေအပိုင်းအခြားလေးတွေတစ်ခုစီရှိတယ်ညီလေးအဲ့ဒီအချိန်ပိုင်းခြားလေးတစ်ခုစီကအမြဲတမ်းရှိတယ်ဥပမာညီလေးကြောင်းတက်နေတယ်မူကြိုကြောင်းတက်နေတယ်မူကြိုကြောင်းတက်နေတော့မင်းမပြောက်ွယ်ပါဘူးအဲ့မူကြိုကြောင်းတက်နေတော့မင်းကလည်းရှိတယ်အခုလက်ရှိစကားပြောနေမင်းကလည်းရှိတယ်နောက်ဆေးရုံပေါ်မှာဆိုကြပါစို့သေကန်ကြီးဆေးရုံတက်နေရတဲ့အဖိုးကြီးဖြစ်နေတဲ့မင်းလည်းရှိတယ်အဲ့ဒါတွေကတော့တပြိုင်တည်းရှိနေတာရုပ်ရှင်လိုပဲရုပ်ရှင်ကိုတို့ခွဲချမ်းစိတ်ဖြာလိုက်ရင်ဓာတ်ပုံတွေအများကြီးပေါ်လာအဲ့ဓာတ်ပုံတွေကတပြိုင်တည်းရှိနေတာလေရုပ်ရှင်လိုမျိုးဆက်ပြီးကြည့်လိုက်လို့ဒါကိုကဒီဒါအစဒါအစုံအဲ့လိုမြင်တာတကယ်တော့ pause လုပ်ပြီးခုနကလိုခွဲချမ်းစိတ်ဖြာလိုက်တဲ့ခါကျရင်ရုပ်ရှင်တကားလုံးအစဆိုတာငကိုတည်းကရှိပြီးသားကြီးလေအဲ့တော့ဒါဒီအချက်ကလည်းကိုတို့
ဒီစိတ်တွေကံအကျိုးတွေရှိနေတယ်ဆိုတော့တက်တည်ပြနေတာပဲညီလေးနောက်ဗုဒ္ဓမြတ်စွာဘုရားပေါ့ဗုဒ္ဓမြတ်စွာဘုရားဒီအကြောင်းဒီဘဝင်ဆိုတာဘဝင်ရဲ့အကြောင်းဟောတဲ့အချိန်မှာအသေးစိတ်ဒီစိတ်ကခုနကလိုမျိုးတစ်ဖြတ်ရုပ်ရှင်လိုပဲ frame rate ပေါ့နော် frame rate ရုပ်ရှင်မှာဆို frame rate လို့ခေါ်တယ်ညီလေးအဲ့ frame rate လိုပဲသူကတစ်ဖြတ်နဲ့ရှိနေတယ်ဆိုတော့အသေးစိတ်ပြောပြလာတယ်ညီလေးဘဝင်အကြောင်းမှာဒါတွေကကိုအသေးစိတ်တော့ဒီမှာအများကြီးချက်မပြောတော့ဟိုဟာဖြစ်မှာဆိုလို့လေရှေ့ဝါမှာဆိုလို့ကြာကုန်တော့လေးလာကြည့်ပေါ့ဒါလေးလေးလာကြည့်ပါအဲ့တော့ဒီသိပ္ပံပညာကိုခုနပြောတာအားလုံးပေါင်း9ချက်ပေါ့ညီလေးအဲ့ဒီ9ချက်လုံးကဘာအောင်ညှိုးဆုံနေလဲဆိုတော့ကံရဲ့အကျိုးဆိုတာရှိကြောင်းနဲ့စိတ်ဆိုတာခန္ဓာကိုယ်ဒီ material အရာဝတ္ထုတွေကနေပေါက်ဖွာလာတာမဟုတ်တဲ့အကြောင်းအရာဝတ္ထုတွေကနေထုတ်လုပ်နေတာမဟုတ်တဲ့အကြောင်းဒါအတိအကျသတ်မှတ်လို့ရပါတယ်ညီလေးဒီ9ချက်ကိုကြည့်ဒါတွေကတကယ်လဲဒီနေ့ခေတ်မှာဟိုသိပ္ပံပညာရှင်တွေကိုယ်တိုင်ကြီးညာလာတဲ့အချက်တွေဖြစ်တယ်ညီလေးအဲ့ reality ဆိုတာဘာလဲ reality ဆိုတာစိတ်ရှိမယ်ကိုတို့ဒီရုပ်လောကကြီးခုနအရာဝတ္ထုတွေ material တွေပေါင်းဆက်ပြီးဖြစ်နေတဲ့ဟာကြီးရှိမယ်စိတ်နဲ့ဒီရုပ်လောကနဲ့ကိုချိတ်ဆက်ထားပြီးတဲ့စနစ်တွေရှိတယ်ညီလေးအဲ့ဒီစနစ်တွေရှိမယ်နောက်ကံရဲ့အကျိုးရှိမယ်ညီလေးခုနကပြောတယ်လေ double slit experiment ရတော့ကံရဲ့အကျိုးရှိမှာအဲ့တော့ကံရဲ့အကျိုးပါမယ်ဆိုရင်လောကရဓာတ်တွေအကုန်လုံးပေါင်းပြီးတော့ဟန်ချင်းညီသွားနေတယ်လို့ပဲကိုကတော့နားလည်တာညီလေးကိုယုံကြည်တာအဲ့လိုပဲယုံကြည်တယ်ဗုဒ္ဓလည်းဒီလိုပဲဟောခဲ့တယ်လို့ပဲကိုတော့ထင်တာပဲညီလေးอ่ะဒါကိုလက်ခံထားတဲ့ပုံစံပါဗုဒ္ဓဒီလိုပဲဟောခဲ့လို့ထင်တယ်အဲ့တော့ကံရဲ့အကျိုးရှိတယ်လို့လက်ခံလိုက်တာ ਨੇ တန်တရားဆိုတာပါညီလေးလက်မခံလို့မရတော့တန်တရားရှိကြောင်းမှလက်ခံရတော့မှာညီလေးဒါတွေကလည်းဗုဒ္ဓအသေးစိတ်ပြောခဲ့ပြီးသားဆိုတော့ဟိုကိုတို့စဉ်းစားဆင်ခြင်စေချင်တာပေါ့ညီလေးอ่ะဘာဘူးပဲဖြစ်ဖြစ်ဘယ်ရအောင်လက်ခံရမှာဆိုတော့ဒါကိုကတော့မတိုက်တွန်းကိုရဲ့အမြင်ယူဝါဒကိုပဲပြောတာဖြစ်တယ်ဘယ်ရအမှန်ဖြစ်မလဲဆိုတော့ကိုကကိုလက်ခံယူပါညီလေးอ่ะအခုလိုတရားစိတ်ရှင်းပြပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာနောက်လည်းအခုလိုအများကြီးရှင်းပြပေးပါအောင်ဆရာဒါလည်းညီလေးရှင်းပြပါမယ်ပေါ့နော်